လေးတွေအင်္ဂလိပ်စာလုပ်တာအတန်တော့တွေကအဆင်မပြေဘယ်လိုလုပ်ရင်ကောင်းမလဲနော်စိတ်ညစ်ပါတယ် လိုင်းပေါ်မှာတွေ့ထားတာရှိတယ် Starfish ရဲ့ data start app တဲ့ Latest Star English Language Learning App ဟာဆိုရင်ဒါသားမိမိတို့အတွက်အင်္ဂလိပ်စာဘာသာရပ်ကိုရေးသားခြင်းဖတ်ရှုခြင်းပြောဆိုခြင်းနားဆင်ခြင်းစတဲ့အဓိက၄မျိုးကိုအခြေခံကြကြနဲ့မိမိရဲ့အိမ်မှာပဲအလွယ်တကူသင်ကြားလို့ရနိုင်မှာပဲဖြစ်ပါတယ်။ Latest Star App က 4K သင်ကြားမှုစနစ်ကိုအသက်၄နှစ်မှ9နှစ်အရွယ်သားငယ်သမီးငယ်တွေအတွက်သူတို့လေးတွေရဲ့ဉာဏ်ရည်ဉာဏ်သွေးအလိုက်အဆင်ပြေကိုက်ညီစေဖို့သင်ရိုးညွှန်းတမ်းများကိုအဓိကရေးဆွဲထားတာပဲဖြစ်ပါတယ်။သင်ခန်းစာများကိုလည်းစိတ်ဝင်စားစရာရုပ်ပုံဗီဒီယိုဂိမ်းလှုပ်ဆောင်မှုတွေနဲ့အတူသင်ကြားပို့ချပေးသွားမှာဖြစ်တဲ့အတွက်ကလေးငယ်လေးတွေအနေနဲ့ပျော်ပျော်ပါပါစိတ်ပါဝင်စားစွာဖြင့်လေ့လာနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်သင်အနေနဲ့ Latest Star App ကိုအခုပဲ download လုပ်ဝယ်ယူပြီးမိမိကလေးငယ်လေးတွေအတွက်ပညာရေးလက်ဆောင်အဖြစ်အမွေပေးဖို့အတွက်တိုက်တွန်းလိုက်ပါရစေခင်ဗျာ ဒါပြီးတော့သုံးကြည့်ရမှာ ကောင်းပါလား Little Stars, English app for kids.